အားလုံးပဲမင်္ဂလာပါဗျာနော်။နေ့ဖြန်တွဲကျွန်တော်ကနန်းကောင်းကောင်းလေးပေါ့နော်။ခြာထားတာလေးရှိပါတယ်ဗျာနော်။စိတ်ဝင်စားရင်တော့ကြည့်သွားကြပါဗျာ။အဆုံးထိဗီဒီယိုကတော့တိတ်ရှည်ရှည်လုပ်ဖို့မရှိပါဘူး။ site ကလည်းတစ် site သေးပဲပြမှာပါဗျာ။ကျွန်တော်ကတော့ကိုစော official channel ကကိုစောဖြစ်ပါတယ်။ရင်ကမလောက်တာနည်းနည်းလေးတော့ကြာသွားတော့အခုလူကြီးကတော့နည်းနည်းနဲတယ်ပေါ့နော်။ share လို့ရရင်လည်း share ပေးပါဗျ။နောက်ပြီးတော့ subscribe လေးလည်းလုပ်ပေး notification လုံးလေးလည်းနှိပ်သွားပေးပါဗျာနော်။ကျွန်တော်ကအခုညနေအမှဆိုတာဗီဒီယိုအတိုလေးနဲ့ကျွန်တော်3.1 ဝန်းချိန်လေးတော့တင်ပေးလိုက်သေးတယ်ပေါ့နော်3.1 ဝန်းချိန်လေးတင်ပေးလိုက်တယ်ဆိုတော့ဝန်းချိန်လည်းမှန်တယ်ကျွန်တော်ကနန်းလဲပေါ့နော်3.2ဆိုတဲ့ကနန်းလည်းအဆင်ပြေတယ်ပေါ့အဆင်ပြေပါတယ်အဲ့တော့အခုနောက်နေ့အတွက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်တို့အဲ့အတွဲနဲ့ဆက်ပြီးတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ဆွမ်းနာပြောတဲ့အတိုင်း like and subscribe လေးလုပ်ပြီးတော့ notification လောင်းလေးကိုနှိပ်သွားပေးကြပါအောင်အောက်မှာလည်းပဲကျွန်တော် description မှာ Telegram channel လေး link လေးပေးထားပါတယ်ဗျာနော်အဲ့ကိုလည်း join ထားပေးဖို့မမေ့ပါနဲ့ဗျာနော်ညနေပိုင်းလည်းကျွန်တော်တင်ပေးထားပါတယ်ဆိုတော့ကျွန်တော်တို့ကအခုတစ်ပတ်ကတနင်္လာနေ့ပေါ့နော်ဖြစ်စဉ်ကတော်တော်လေးကိုဟိုပါပေါ့ထူးဆန်းတယ်ပေါ့နော်ထူးဆန်းတယ်ပေါ့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့မနေ့ပိုင်းထွက်သွားတဲ့ကနန်းကရိုးရိုးရှင်းရှင်းလေးပဲထွက်သွားပြီဗျာနော်ခွန်ရဲ့ထိုင်းဘော်က4 5ရဲ့ထိုင်းဘော်က8ဆိုပြီးတော့4 8ဆိုပြီးတော့နှစ်ပရိတ်ထွက်သွားတာအဲ့တော့သူကအဲ့လိုမျိုးပေါ့နော်အဲ့လိုဖြစ်စဉ်ဖြစ်ပြီးတော့ညနေပိုင်းမှာကျတော့ကျွန်တော်တို့ဖြစ်သွားတာက4ရဲ့နှစ်ခတ်2ပေါ့နော်4နှစ်ခတ်2နဲ့ခွန်ရဲ့ပါဝါ2နဲ့ပေါ့နော်ပြီးတော့5ရဲ့ပါဝါ3ညနဲ့ပေါ့နော်3ည2ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်အဲ့တော့ထွက်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ4ရဲ့နှစ်ခတ်2ပေါ့နော်ဒီလိုဝမ်းချင်းပြန်ပေးထားတယ်ဒီလိုမျိုးခွန်ရဲ့ထိုင်းပါဝါ4 5ရဲ့ထိုင်းပါဝါ8ပေါ့နော်အဲ့လိုဖြစ်ပြီးတာ ਨੇ ကျွန်တော်တို့ပေါ့နော်အဲ့လိုဖြစ်ပြီးတာ ਨੇ ဒီကနှစ်ခတ်ချင်းပေးတယ်ပေါ့နော်အဲ့လိုဖြစ်စဉ်တွေပေါ့နော်အဲ့လိုဖြစ်စဉ်ပုံစံတွေကဖြစ်စဉ်ပုံစံဒီမှာ4နှစ်ဆိုတဲ့ကနန်းထွက်သွားတယ်ဗျာနော်4နှစ်ဆိုတဲ့ကနန်းထွက်ပြီးတာ ਨੇ သူက4ရဲ့ထိုင်းပါဝါ9ရဲ့ထိုင်းပါဝါ6သူခွန်6ဆိုပြီးမနေ့ပိုင်းရိုက်တယ်ညနေပိုင်း6ကနှစ်ခတ်9ဆိုပြီးတော့ပေးတယ်ပြီးလို့ရှိရင်4ရဲ့ပါဝါ9 2ကထိုင်း2 4ရဲ့ပါဝါ9ဆိုပြီးတော့9တလုံးပေါ့နော်အဲ့လိုမျိုးပေးတယ်6ကနှစ်ခတ်9နဲ့4ရဲ့ပါဝါ9နဲ့9တလုံးပေးတယ်အဲ့လိုဖြစ်စဉ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့9တလုံးပေးပြီးတာနဲ့အဲ့ဒါဒီညနေပိုင်းပေါ့နော်ပြီးသွားတယ်အဲ့တော့နောက်ထပ်ဖြစ်စဉ်တစ်ခုအနေနဲ့လေဒီမှာကျွန်တော်တို့38ဆိုတဲ့ကနန်းရှိတယ်ပေါ့နော်38ကထိုင်းပါဝါဆိုရင်3ရဲ့ထိုင်းပါဝါ1 8ကထိုင်းပါဝါ5ဆိုတော့ကျွန်တော်တို့1 5ဆိုတဲ့ကနန်းထွက်တယ်ညနေပိုင်းမှာလည်း9နှစ်ခတ်3ပေါ့နော်9နှစ်ခတ်3 8ကပါဝါ3ဆို3တလုံးပေါ့နော်3ရဲ့နှစ်ခတ်က5ဆိုပြီးတော့53ဆိုပြီးတော့သူကအပီးပေးတယ်ပေါ့နော်ဒီနေ့ဖြစ်စဉ်နဲ့တိတ်မထူးဗျတိတ်မထူးဆိုတော့ဒီနေ့ဖြစ်စဉ်မှာလည်းကျွန်တော်တို့ခွန်ရဲ့ပါဝါခွန်ရဲ့နှစ်ခတ်ပေါ့နော်3ညခွန်ရဲ့ပါဝါ2ဆိုပြီးတော့9ရဲ့ပါဝါ3ညနဲ့3ည2ဆိုတာအပီးပေးတဲ့သဘောပေါ့နော်သူရဲ့ရိုက်ချက်တွေကောင်းတယ်မနေ့ပိုင်း4ရဲ့နှစ်ခတ်2နဲ့ဆိုတော့ဒီကနန်းကတော်တော်လေးကောင်းသွားတယ်ပေါ့နော်ညနေပိုင်းမှာအဲ့တော့အဲ့ဖြစ်တင်ပြီးလို့ရှိရင်ကျွန်တော်တို့မှာရွေးချက်တွေကလမ်းရှိတယ်ပေါ့နော်လမ်းမီနဲ့ကျင်းပါတယ်ဗျာနော်ကျင်းတယ်ဆိုတော့ဟိုပေါ့ကိုအားတန်ရဘက်ကိုလိုက်ပြီးတော့ကစားရမယ်ကျွန်တော်ဟိုအရင်ဗီဒီယိုလည်းပြန်ကြည့်ကြည့်ပါဗျာနော်ကျွန်တော်တင်ပေးထားတဲ့ကနန်းပေါ့နော်အင်္ဂါမကျော်ပတ်တီးဆိုတာကျွန်တော်စနေနေ့တည်းတင်ထားတာရှိတယ်အဲ့တော့ဒီမှာအဲ့လိုဖြစ်ပြီးတာ ਨੇ ဒီလိုဖြစ်ပြီးတာ ਨੇ ဒီ6နှစ်ခတ်9ဆိုပြီးတော့ပေးပြီးတာ ਨੇ အဲ့9 6ကနေပြီးတော့နော်ဒါနှစ်ခတ်ထွက်ထားတဲ့အတွက်နော်နှစ်ခတ်ထွက်ထားတယ်9 6ဆိုပြီးတော့9တလုံးဒီမှာတဲတဲ့ပြန်ပေးထားတယ်ဗျာနော်အဲ့လိုမျိုး9တလုံးတဲတဲ့ပြန်ပေးထားတယ်ဒီမှာလဲကျွန်တော်တို့ပေါ့နော်38ဆိုပြီးတော့ထွက်တယ်38ဆိုပြီးတော့ထွက်ပြီးတာ ਨੇ ကျွန်တော်တို့အောက်မှာ9နှစ်ခတ်3ပေါ့နော်ဒီမှာ8ပါဝါ3လို့ပါလို့ပေးထားတယ်3နှစ်ခတ်5လို့ပါလို့ပေးထားတယ်ပေးပြီးတာ ਨੇ ကျွန်တော်တို့9တလုံးပြန်ပေးထားတယ်အဲ့လိုဖြစ်စဉ်ဒီမှာတစ်ခုရှိတယ်ဗျာနော်38ကနေပြီးတော့ကျွန်တော်တို့3ရဲ့ထိုင်း1 8ကထိုင်း5ပေါ့နော်တင်5ထွက်တယ်ညနေပိုင်းမှာ8ကပါဝါ3ဆိုပြီးတော့9ရဲ့နှစ်ခတ်3ဆိုပြီးတော့ဒီမှာ3ည3ဆိုတဲ့ကနန်းထွက်တယ်ဒါပေမဲ့ဖြစ်ရှင်တော့အဲ့နေ့ကနောက်နေ့ကျတော့ပိတ်ထားတယ်ပေါ့နော်ဒီမှာအပေါ်မှာကျွန်တော်တို့ပိတ်ထားတယ်ပိတ်ထားတော့ဒီဟာကိုကျွန်တော်ထည့်ပြီးတော့စီးရင်သွင်းလို့မရဘူးပေါ့နော်မရတော့အဲ့တော့ပိတ်ထားတယ်ဆိုတော့အဲ့လိုဖြစ်ပြီးတာ ਨੇ ပေါ့နော်သူကဝမ်းချင်းပေးတယ်ပေါ့ဆွမ်းနာတွဲတဲ့အတိုင်းဒီမှာကျွန်တော်တို့
9 3ထွက်ပြီးတာနဲ့9ဆိုပြီးတော့ကျွန်တော်တို့ပြန်ပေးတယ်အဲ့တော့ကျွန်တော်တို့မနေ့က1ချင်းယူတရားရှိတာဘာယူတရားရှိလဲဆိုတော့သူ့ရဲ့ဖြစ်စဉ်ပုံစံလေးရပါတော့ဖြစ်စဉ်ပုံစံလေးရကျွန်တော်တို့ဒီမှာ4နှစ်ကနေပြီးတော့ဒီမှာ6 9ကနေပြီးတော့ကျွန်တော်တို့6နှစ်ခက်9ပေါ့နော်4ပေါ9လို့ပဲအဲ့တော့ဒီက9ပေးထားတဲ့အတွက်ကျွန်တော်တို့ကခုညနေထွက်တဲ့3ည2ကိုကျွန်တော်တို့1ချင်းယူရတော့မှာမဖြစ်မနေပေါ့နော်နေ့ပြန်မနေ့အတွက်ကို3ည2က1ချင်းယူရမှာအဲ့ဒီမှာဘာထက်ဖြစ်ထားလဲဆိုတော့ကျွန်တော်တို့ဒီမှာ4နှစ်ကနေပြီးတော့ကျွန်တော်တို့ပေါ့နော်4နှစ်ကနေပြီးတော့ကျွန်တော်တို့အဲ့မှာကျွန်တော်နက်ခက်တွေနဲ့ပြန်ချထားတာရှိတယ်ဗျာနော်နက်ခက်တွေနဲ့ပြန်ချတာဆိုတော့4နက်ခက်2ပေါ့နော်အဲ့လိုမျိုး4နက်ခက်2ဆိုပြီးတော့လှမ်းပြီးတော့ရိုက်ထားတာရှိတယ်အဲ့တော့ဒီမှာလည်းတစ်ချက်ပြန်စစ်ကြည့်အောင်မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီမှာ38ပေါ့နော်38ကနေပြီးတော့ကျွန်တော်တို့ဒီတင်ကားကိုဆင်းပေးပြီးတော့ညနေပိုင်း9နက်ခက်3ပေးတယ်8ကပါဝါ3လို့ပေါ့နော်3ရဲ့နက်ခက်5လို့ပေးတယ်ပေါ့နော်ပေးပြန်တဲ့9ဆင်းနေဆင်းပြီးရတဲ့ဒီ38ကနေပြီးတော့နက်ခက်ပေါ့နော်လမ်းပြီးရိုက်တယ်ပေါ့နော်8ကနက်ခက်1 3ရဲ့နက်ခက်5ဆိုပြီးတော့တင်ကားပဲထည့်ရိုက်တယ်ပေါ့နော်နက်ခတ်ပါပါပေါ့သူကနက်ခတ်နဲ့ထိုင်းပါပါရောပြီးတော့ရိုက်သွားတာအဲ့တော့ကျွန်တော်တို့ဒီမှာလည်းအဲ့လိုမျိုးဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က3ညနှစ်ကဒီမှာ1ချင်းလာရတော့မယ်ပေါ့နော်1ချင်းလာတော့မယ်အဲ့အချိန်မှာသူ့ရဲ့နက်ခတ်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ခွန်9ဆိုတော့3ည3ဖြစ်မယ်ပေါ့နော်အဲ့တော့ခွန်9 3ည3ဆိုတော့ကျွန်တော်တို့3ည2နဲ့3ည3ခွေမလားပေါ့နော်အဲ့အခွေကတော့ဒါမဖြစ်မနေထည့်ရတော့မှာပေါ့နော်အဲ့မှာတော့ကျွန်တော်စာလေးရေးထားတယ်ပြီးရင်ပြမယ်ဗျာနော်အဲ့မှာနောက်ထပ်ထူးခြားချက်တစ်ခုရှိတယ်ဖြစ်စဉ်အနေနဲ့ပေါ့နော်သူကဖြစ်စဉ်အနေနဲ့နောက်ထပ်ထူးခြားချက်တစ်ခုရှိတယ်ဒါကတော့ကျွန်တော်တို့ဟိုပြောတာအဲ့တော့ပေါ့နော်ထုတ်ကနန်းအနေနဲ့အဲ့အခွေကနန်းပေါ့နော်ကီးလဲဖြစ်သွားနိုင်တယ်ပေါ့နော်3ည2 3ကအပီးလဲထွက်သွားနိုင်တယ်အဲ့တော့3ည3ရယ်3 2 3ရယ်ပေါ့နော်3ည3ရယ်2 3ရယ်3ည2ကဲအဲ့တော့3ည2ကတော့ခုညနေထွက်ထားတော့ပေါ့နော်ဒါအရန်ထဲမှာနေပါလေးထည့်ထိုးတော့တင်ပါတယ်အဲ့တော့အဲ့မှာနောက်ထပ်ထူးခြားချက်တစ်ခုကျွန်တော်ထပ်ရှာတွေ့ထားတယ်ဗျာနော်အဲ့တော့အဲ့လိုဖြစ်စဉ်ဖြစ်ပြီးသွားတိုင်းမှာသူက4နှစ်ကနေပြီးတော့သွားတဲ့အသွားပေါ့နော်အဲ့လိုဆွမ်းနာဖြစ်စဉ်တွေပြောခဲ့ပြီးဆိုတော့ကျွန်တော်နည်းနည်းထပ်ရှင်းပြချင်တော့ဒီ6နှစ်ခက်9လို့ပေါ့နော်4ရဲ့ပါဝါ9လို့အဲ့လိုမျိုးပေးပြီးတော့ဒီလို1ချင်းတွေဒီလိုနက်ခက်ချင်းတွေပေးရပေါ့နော်နက်ခက်ချင်းတွေလမ်းပေးတယ်1ချင်းတွေပေးတယ်အဲ့မှာထူးခြားချက်ကဒီ break 6 4နှစ်က break 6ကကျွန်တော်တို့2 9ဆိုပြီးတော့ break 1ပေါ့နော်ပါဝါနဲ့6ပါဝါ1 break ပေးရဗျာနော်အဲ့ဒါထူးခြားချက်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာလဲကျွန်တော် break 1ပေါ့နော် break 1ကကျွန်တော်တို့ပေါ့နော်ဟိုပါဒီမှာကျွန်တော်တို့ဟိုဟာတင်5ဆိုပြီးတော့ break 6ပေါ့နော်1ပါဝါ6ဆိုပြီးတော့ကျွန်တော်တို့ break ပေးတယ်အဲ့တော့နောက်တစ်ခါဒီမှာဖြစ်စဉ်ပေါ့နော်ဒီဖြစ်စဉ်မှာတော့ကြာတော့ကျွန်တော်တို့ဒီမှာရှေ့ကဟိုပေါ့နော်ထိုင်းပါဝါ9နဲ့3ရဲ့ထိုင်းပါဝါ1ဆို5တစ်ထွက်တယ်ပြီးရင်9ပါဝါ4ဆိုပြီးတော့ညနေပိုင်းကျွန်တော်တို့9ကနေပြီးတော့3ညဆင်းပေးတဲ့ပုံစံမျိုးပေါ့နော်9ကနေပြီးတော့ဒီ9ကနေပြီးတော့3ညဆင်းပေးတဲ့ပုံစံမျိုးလုပ်ထားတယ်လောက်ထားပြီးတော့သူကအဲ့မှာလဲကျွန်တော်တို့ဒီမှာခွန်ကနေခွန်4ကနေပြီးတော့ကျွန်တော်တို့ခွန်9ဆိုပြီးတော့ပေးပြန်တာပဲเนาะပေးပြီးတာနဲ့ကျွန်တော်တို့83ဆိုတဲ့တစ်ဘရိတ်က6ဘရိတ်ဆိုပြီးတော့ခွန်9ဆိုပြီးတော့ဘရိတ်လှမ်းပြီးတော့ပါဝါလှမ်းပေးထားတယ်တစ်ပါဝါ6ပေါ့เนาะအဲ့တော့ဘရိတ်နေနေကြတော့ဒီမှာကျွန်တော်တို့ကခွန်9ဖြစ်နေတယ်ဗျာเนาะခွန်9ဆိုတော့2ဘရိတ်ကပါဝါဆိုရင်ဘရိတ်လာမယ်ဆိုရင်ခွန်ပေါ့เนาะအဲ့တော့ဘရိတ်လာမယ်ဆိုရင်ခွန်ဘရိတ်ပေါ့เนาะ3ည2 3အခွေနဲ့ပေါ့เนาะဘရိတ်အတန်တဲ့သူတွေကဘရိတ်ကလည်း9ခွက်ပဲရှိတယ်ပေါ့နော်အဲ9ခွက်ကိုကန်ဆန်းကြည့်ရင်ကန်ဆန်းကြည့်ပါကျွန်တော်ဒီမှာရေးထားတာလေးရှိတယ်ခဏလေးကျွန်တော်ဟိုမီးမလာတဲ့အခါကျတော့မီးမလာတဲ့အခါကျတော့ဟိုဖြစ်နေမီးမလာတဲ့အခါကျတော့အဲ့မှာကျွန်တော်ရေးထားတာပါဗျာနော်3ည2ဒီမှာ3ည2 1ချင်းနဲ့ကျွန်တော်တို့3ည3ကလည်း1ချင်းဒါကီးအပြီးဖြစ်သွားနိုင်တယ်ကျွန်တော်ဒီမှာဒီခနန်းနှစ်ကွက်ကတော့ဟိုပေါ့နော်ဒါမဖြစ်မနေထိုးအောင်မယ်ခနန်းပေါ့အဲ့တော့ဒီမှာကကျွန်တော် break ဆိုလို့ရှိရင်ခွန်ပေါ့နော်ဒီကီးအညီနဲ့ဆိုရင်ခနန်း3ကွက်ခွန် break ထည့်ထိုးလို့ရတယ်3ညခွန်လို့2 5လို့3 4လို့ပေါ့နော်အဲ့လိုမျိုးထည့်ထိုးလို့ရမယ်ပေါ့အဲ့တော့အဲ့ပြချင်တာအဲ့ဒါကိုလာပြပေးတာပါဗျာနော်
ပြကျင်တာအဲ့ဒါကိုလာပြပေးတာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုမှာပတ်တီးကိုလည်းမမေ့ပါနဲ့ဗျာနော်ကျွန်တော်ရဲ့အရင်ဗီဒီယိုစနေနေ့ကတင်ထားတဲ့ဗီဒီယိုမှာကျွန်တော်အင်္ဂါမကျော်ပတ်တီးတင်ထားပြီးတာလည်းရှိပါတယ်မကြည့်ရတင်ဝင်ကြည့်သွားလို့ရပါတယ်ဗျာနော်အားလုံးပဲကံကောင်းကြပါသေးဗျာနော်ဗီဒီယိုရှေ့မှာဆိုလို့ဒီလောက်နဲ့ပဲအဆုံးသတ်ပြရစေ